လူတွေဟာငြိမ်းငြိမ်းချမ်းချမ်းနေကြကြပြီမလို့ဘာကြောင့်မနေကြရတာလဲဆိုတာပါပဲမေကွန်လေးရဲ့အနှစ်ချုပ်ကဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကဖြေပါတယ်တရားမင်းကိုဘယ်လိုဖြေလဲဆိုတော့ဣတ္တမစ္စရိယတန်ယောဇနံနော်တတ္တဝါတိုင်းဟာငြိမ်းငြိမ်းချမ်းချမ်းဘေးကင်းရန်ကင်းနေကြကြပြီမလို့အဲ့ဒါလို့မနေကြရတာဟာဣတ္တမစ္စရိယဆိုတဲ့တန်ရောစဉ်နှောင်ကြိုးနှစ်ချောင်းကြောင့်အဲ့ဒါလို့မငြိမ်းမချမ်းနေကြရတာတဲ့ဒါဥစဉ်တို့လူရင်းအဖြစ်ဟုတ်လားဘယ်တန်ရောစဉ်ကြောင့်မငြိမ်းမချမ်းနေကြရတာလဲဣတ္တမစ္စရိယတန်ရောစဉ်ဟုတ်လားအေးအဲ့ဒါလေးကိုဥစဉ်တို့အကျယ်ရှင်းရမယ်နော်ဣတ္တမစ္စရိယဒီစကလုံးလေးနှလုံးကိုကြားဘူးတယ်မဟုတ်လားကြားဘူးတယ်ဣတ္တဆိုတာကမနာလိုတာဣတ္တဆိုတာဘာလဲမနာလိုတာဘေးကလူကကိုယ့်ထက်သာသွားပြီကိုယ့်ထက်တော်သွားပြီကိုယ့်ထက်အဆင်ပြေသွားပြီလို့ပြောသံကြားရင်နားထောင်ရတာအရာသာရှိလားပုထုဇဉ်တွေမှာများသောအားဖြင့်ကိုယ့်ထက်သာသွားပြီဆိုတဲ့စကားသံတည်င်းစကားကိုမကြားလို့ဘူးဣတ္တရေအမှန်တိုင်းဝန်ခံရမယ်နော်အဲ့ဒီစိတ်ရှိတယ်နော်ဒကာဓမ္မတို့ဥစဉ်တို့မှာအဲ့ဒီစိတ်ရှိတယ်နော်အထူးသဖြင့်ကိုမုန်းတဲ့လူကိုနဲ့ပြိုင်ဘက်တွေဆိုရင်ကိုယ့်ထက်သားပြီဆိုတာကိုကြားရတာအင်မတန်အနေရခက်တယ်မကြားခြင်းမနာလိုဘူးမကြားလိုဘူးမနာလိုဘူးဒါကြောင့်မနာလိုဘူးဆိုတာအဲ့ဒါပြောတာနော်ဘာကိုမနာလိုတာလဲကိုယ့်ထက်သားသွားပြီဆိုတာကိုမနာလိုဘူးအရှင်ပြေတယ်ဆိုတာကိုမကြားလို့ဘူးအဲ့ဒါကိုဘာခေါ်မလဲဣတ္တစာရဲကတော့ညူစုတယ်လို့သုံးနှုံဘယ်လိုသုံးနှုံလဲညူစုတာမနာလို့တဲ့သဘောပေါ့နော်ဘာမှအရင်မရအဖတ်မရကိုယ်လည်းပဲဘာမှရတာမဟုတ်သူများသူ့ဟာသူကောင်းနေတာကိုကြားတဲ့ကနေနေရင်ထိုင်ရင်မနာလို့မရှုစိမ့်ဖြစ်ပြီးတော့စိတ်ထဲမှာအခမ်းရခက်နေတာအဲ့ဒါပုထုဇဉ်တိုင်းမှာအဲ့ဒါရှိကိုရှိတယ်နော်တခါကြီးဒီမိုင်းများရှိလို့မို့လည်းပဲတခါတလေပါဇက်ကတောင်မှထွက်ပြောတယ်လာမပြောစမ်းနဲ့အဲ့ဒီလူတွေအကြောင်းကြားကိုမကြားချင်ဘူးပြောတယ်မဟုတ်လားပြောတယ်အရှင်ပြေတယ်လို့ကြားရတာအင်မတန်ကိုနားထဲမှာမသက်မသာဖြစ်တယ်ကိုချစ်တယ်လို့ဆိုရင်တော့တမျိုးပေါ့နော်ဒီကိုမုန်းတယ်ကိုပြိုင်ဘက်ကိုကြည့်မရဘူးဆိုရင်အထူးသဖြင့်ဘာဖြစ်လဲမနာလိုတဲ့သဘောဖြစ်တယ်အဲ့ဒါကိုဘာခေါ်မလဲဣတ္တနောက်မစ္စရိယဆိုတာကဝင်တူတာကိုဟာလို့သတ်မှတ်ထားတဲ့အရာကိုဆိုင်တယ်ကိုပိုင်တယ်လို့သတ်မှတ်ထားတဲ့အရာနဲ့သူတစ်ပါးဆက်ဆံတာကိုမမြင်လို့ဘူးမကြည့်လို့ဘူးဘယ်သူမှမထိနဲ့ဘယ်သူမှမကြည့်နဲ့အဲ့လောက်ထိတောင်ဝန်တိုတယ်ဟုတ်လားတချို့ဆိုရင်ထိတာကိုမဟုတ်ကြည့်တာတောင်မခံနိုင်ဘူးနော်အဲ့ဒါဘာမျိုးတွေနဲ့ဖြစ်တာများလဲဆိုရင်ကိုချစ်တဲ့လူတွေကိုချစ်တဲ့ပစ္စည်းတွေနဲ့ပတ်သက်လာရင်မစ္စရိယဆိုတာဖြစ်တယ်အဲ့ဒါတွေကမရှိဘူးလားရှိတယ်သူလည်းတော်တော်ဆိုးတယ်နော်အေးမနာလိုခြင်းဆိုတဲ့ဣတ္တဝင်တိုခြင်းဆိုတဲ့မစ္စရိယအဲ့ဒီဣတ္တမစ္စရိယတန်ရောစဉ်ကျိုးနှစ်ချောင်းရဲ့ချီနှောင်တုံနှောင်ခြင်းကိုခံရတဲ့အတွက်ကြောင့်တတ္တဝါတွေမငြိမ်းချမ်းတာတတ္တဝါတွေယံနေများနေတာတတ္တဝါတွေဓာန်နေသင့်နေတာအဲ့ဒီဣတ္တမစ္စရိယတန်ရောစဉ်နှစ်ပါးဟုတ်လားဒါကိုပိဿတို့ကဉာဏ်ရှိတယ်ချက်ထွင်ပြီးတော့စဉ်းစားရမယ်ငါဘဝငါလောကကြီးဘာကြောင့်မငြိမ်းချမ်းသလဲအဖြေရှာလိုက်အဲ့ဒီဣတ္တမစ္စရိယတန်ရောစဉ်နှစ်ပါးကိုတွေ့ရလိမ့်